Okay နောက်တဲ့ဒီ scale တစ်ခုကတော့ဒီ dribbling scale မှာပြိုင်ဘက်ကိုကြော်ဖြတ်ရတာအရင်လွယ်ကူရယ်တက်တော့တက်တာဖြစ်တယ် fluent ဖြစ်တယ်လူအများဆုံးအသုံးပြုကြတယ်ဥပမာ especially winger တွေအထူးသဖြင့်တောင်မင်္ဂလာသမားတွေအထူးသဖြင့်အသုံးပြုကြတယ် start over scale ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ဟို start over ရဲ့အဓိကပထမအဆုံးတစ်ချက်ကတော့ကျွန်တော်တပ်ပင်ဆဆွဲတဲ့စတောင်းနဲ့စပြီးတော့ဝိုင်းအောင်ဖြစ်ပါတယ်ပြီးရင်နောက်တစ်ဖက်နဲ့ကျွန်တော်ထွက်အောင်ဖြစ်ပါတယ်ဒါပေမဲ့မှတ်ထားဖို့လိုတာကျွန်တော်တပ်ပင်ဆဆွဲတဲ့ခြေထောက်နဲ့ဝိုင်းပါမဟုတ်လို့ရှိရင်ခင်ဗျာဒီရန်သူကစားသမားကိုအချိန်ပိုပေးလိုက်လို့ဖြစ်ပါမယ်ဥပမာကျွန်တော်တပ်ပင်ဆဆွဲတဲ့ခြေထောက်နဲ့ဝိုင်းမယ်ဆိုရင်မြန်တယ်တပ်ပင်ဆဆွဲတဲ့ခြေထောက်မဟုတ်ဘူးဆိုရင်ရန်သူ defender ကိုဒီကောင်ဒါလောက်တော့မှဆိုတော့လွယ်ကူတိသွားသေးတယ်ဘာလို့လဲဆိုတော့တပ်ပင်ဆွဲတဲ့ခြေထောက်မလို့ရှိဆိုတာဒီဘောက်ရင်ယူရတယ်ဒီဘောက်ကိုရင်းရတယ်တပ်ပင်ဆွဲတဲ့ခြေထောက်နဲ့ကြတော့ဆွဲရင်းနဲ့တခါလေဝိုင်းလိုက်ရော